ပိုးမကြာခဏဝင်သူတွေအတွက်စောင့်ရန်ရှောင်ရန်လေးတွေအသေးစိတ်ပြောချင်ပါတယ်စီးပိုးဝင်တာဟာတော်တော်လေးခံရခက်တဲ့ဝေဒနာမကြာခဏစီးသွားခြင်းနဲ့တစ်ချိန်လုံးအိမ်သာရှာနေရတယ် irritate ဖြစ်တယ်လွတ်လွတ်လပ်လပ်မသွားရဘူးအဲ့ခါကျတော့ဒီ recurrent UTI ပေါ့နော်မကြာခဏစီးပိုးဝင်တတ်တဲ့လူတွေအတွက်ကိုဘာလို့စောင့်ရန်ရှောင်ရမလဲနံပါတ်1ကတော့ hydration is the key ရေများများတောက်ပါဘာလို့အောင်လဲရေများများတောက်ရေဒီအနည်းဆုံး3 to 4 liter drink plenty of water ရေဒီအများကြီးတောက်ပါအဲ့ဒီရေတွေကဘာတွေဖြစ်သွားလဲဆိုတော့ flush out the bacteria ဒီစီးအိမ်ထဲမှာရှိတဲ့စီးပိုးတွေကို flush out ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ drink plenty of water ရေများများတောက်ပါများများတောက်ခြင်းအပြင်စီးပိုးတွေလည်းလျော့သွားစေတယ်စီးရကနေတစ်ဆင့်ထွက်သွားစေတယ် multiply လုပ်တာလည်းကာကွယ်ပေးတယ်နောက်တစ်ခုကတော့check your urine color တဲ့ရဲ့ဒီစီးရောင်အများနဲ့ check လုပ်ပါဦးเนาะစီးရောင်ဒီကြည်နေရမယ်အဝါကြီးကြီးလေးဖြစ်နေရမယ် dark color high color ဆိုတာမကောင်းဒီရေများများတောက်ရမယ်ဆိုတဲ့ဟာကိုပြတာပေါ့เนาะနောက်တစ်ချက်ကတော့ practice your good hygiene ကောင်းကောင်းလုပ်ပါဝေပြီးသားအတွင်းကန်တွေကိုပြန်မွေးရဘူးအတွင်းကန်ကိုချောင်းချောင်းချီသားလေးတွေဝစ်ပါကြက်ထုတ်ပြီးတော့အရန်ကျက်နေတဲ့ elastic သားတွေနဲ့အကြာကြီးနေခြင်းကိုရှောင်ကျဉ်ရမယ်ပေါ့နော်နောက်တစ်ချက်ကတော့ခလေးလေးတွေမှာပေါ့နော် main ကလေးလေးတွေမှာတတိထားဖို့ main ကလေးအရွယ်မှာစီးပိုးဝင်သွားရင်ဒါသူ့ဘဝတစ်လျှောက်လုံးမှာဒါတော်တော် irritate ဖြစ်စေတယ်ပေါ့နော်ဘာလဲဆိုတော့အမေတွေကတန့်စေခြင်းစောနဲ့လေဒီခလေးလေးတွေကိုအိမ်သာဆေးတဲ့အခါမှာဒီလက်ကback ကနေ front ကိုလာ front ကနေ back ကိုလာဒီလိုပုတ်ပြီးစေးတာပေါ့နော်အဲ့ဒါဟာမကောင်းပါဘူးဒီဟိုဟာပေါ့နော်ဟိုကြက်သားနားမှာဒီစီးအိမ်ရဲ့နောက်ဘက်ဒီ anus နားမှာ bacteria တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီ bacteria တွေကရှေ့ကဒီ main ကလေးဒီသမီးပြိုလေးရဲ့ဒီဟိုဟာတဲ့ဝင်ပြီးတော့စီးပိုးအလွယ်ကိုဝင်တတ်တယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့wipe လုပ်ပါ from front to back front ကနေပဲ back ကိုသွားပါ back ကလက်တွေရှေ့ကိုပြန်မလာပါနဲ့အဲ့ဒါကြောင့်မလို့စေးတဲ့အခါမှာတတိထားပါပေါ့နော်နောက်တစ်ခုကတော့လူကြီးတွေမှာအဖြစ်များတာ urinate after sex after coitus အမျိုးသားနဲ့နေပြီးရင်စီးသွားပေးပါအဲ့ဒီနည်းအားဖြင့်ဒီ sexual activity လုပ်နေစဉ်အတွင်းဘက်တီးရီးယားတွေစီးအိမ်ထဲမှာအောင်းနေတာကိုကာကွယ်ပေးတယ်ပေါ့နော်အဲ့ဒီနည်းအားဖြင့်ဒီ UTI လို့ခေါ်တဲ့စီးပိုးမကြာခဏဝင်ခြင်းကိုလည်းကာကွယ်ပေးတယ်ပေါ့နော်နောက်တစ်ချက်ကတော့ဟိုဟာပေါ့ရေနွေးနဲ့စိန်တာရေစိန်တာထက်ရှာဝါသုံးပေးပါတယ်ရှာဝါရဲ့ရေကပိုကောင်းတယ်တချို့ရေမတတ်တဲ့ခါမှာဒီ contaminate ဖြစ်တတ်တယ် contaminate ဆိုတာကြတော့စီးပိုးကရေထဲမှာမတတ်တဲ့water ပေါ့နော် contamination ဖြစ်ပြီးတော့ဒီကိုယ့်ရဲ့စီးအိမ်ထဲကိုအလိုတကူဝင်တတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ avoid irritating products တချို့ကျတော့တန့်စေခြင်းစောနေလေဘာတွေလုပ်လဲဆိုတော့ဒီအထဲထဲကိုစေးတာမျိုးဆရာမတို့ဆို lettuce တို့ PHK တို့ fan fresh တို့ဒါတွေသုံးခိုင်းတယ်ဒါပေမဲ့ဒါတွေဒီအပေါ်ရန်ကိုပဲစေးခိုင်းတာเนาะအထဲထဲကိုနှိုက်စေးစရာမလိုဘူးအဲ့ဒါအရန်ရေးကြီးပါတယ်တချို့ကြတန့်ကျင်စောနဲ့မိမကိုအတွင်းထဲကိုအဲ့ဒီဆက်ရည်ထည့်စေတယ်အဲ့ဒါလုံးဝမှားနေတယ်เนาะဘာလို့မှားတာလဲဆိုမိမကိုမှာသူ့ဘာသာသူ vagina အတွင်းမှာသူ့ရဲ့ lactobacillus တွေရှိပြီးသားသူ့ရဲ့ခုခံအားတွေရှိပြီးသားကိုကတန့်စေခြင်းစောနဲ့အဲ့အထဲတွေကိုစေးလိုက်အဲ့ lactobacillus ဆိုလို့ခေါ်တဲ့တဘာဝအခုခံကာကွယ်ကြီးကပျောက်ဆုံးပြီးတော့ပိုးတွေဝင်လာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး irritating products တွေအဲ့လိုမျိုးရှောက်စေးတာကိုရှောင်ကျဉ်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ completely empty your bladder သင်ရဲ့ဒီစီးအိမ်ကိုလုံးဝကိုစီးကုန်တဲ့အထိသွားပါတချို့ဆိုရင်နှစ်ခါပြန်သွားရတယ်အိတ်ခန့်ကြီးမှာဆိုရင်တစ်ခါတည်းမှာဒီစီးလန်းချောင်းကောက်တဲ့လူပေါ့နော်တချို့ဆိုရင်တစ်ခါရှူရှူပေါက်တယ်ပြီးတာနဲ့ခဏလေးမတက်ရက်ပြီးပေါ်သွားတော့ပြီးတာနဲ့တစ်ခေါက်ပြန်သွားရတယ် completely urinate လုပ်ရတယ်ဟိုလုံးဝစီးကုန်တဲ့အထိစီးသွားပေးရတယ်ပေါ့နော်မကြာခဏလည်းစီးသွားပေးရတယ်နောက်တစ်ခုကတော့ dietary and supplementation products တွေစားပေးလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီစီလန်းချောင်းပိုးဝင်တာကာကွယ်ပေးတဲ့ cranberry products တွေပေါ့နော်အဲ့ cranberry အသီးတွေ berry သီးလိုမျိုးအသီးပဲသူကလေ strawberry blueberry လိုပဲအဲ့ berry သီးတစ်မျိုးကိုစားပေးခြင်းအပြင်ကောင်းစေတယ်ပေါ့နော်နောက်တစ်ခုတော့ probiotics တွေလည်းတောက်လို့ရပါတယ်ဒါပေမဲ့အဲ့ probiotics တွေတောက်ခြင်းအပြင် vagina flora တွေကိုပို့ပြီးတော့ကောင်းစေပြီးတော့ဒီသဘာဝရဲ့ antibody လိုပဲပေါ့ကွာအခုခံကာကွယ်ရှေ့တုံတောင်စီးပိုးမဝင်ဘူးပေါ့နော်နောက်တစ်ခုကတော့
ဝါတာရိုင်းဝါတဲ့ခါမှာတွင်းငံကြက်ကြက်တွေနဲ့အဲ့ဒီနာတဝိုက်ကဟိုင်ချင်းမကောင်းမဲနဲ့စီးပိုးဝင်လေတယ်ပေါ့နော်အဲ့တော့အဲ့ဒီနီးအားဖြင့်စီးပိုးမကြခဏဝင်ခြင်းမှာကာကွယ်လို့ရပါတယ်လို့